ကဘာကြီးဟာလာမိနှစ်အနေငယ်အတွင်းအပူချိန်စံချိန်တွေဆက်တိုက်ချုပ်ဖြတ်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ကဘာမိုးလေဝသအဖွဲ့ကသတိပေးထားပါတယ်။ဖန်လုံအိမ်ဓာတ်ငွေ့တွေဆက်လက်မြင့်တက်လာတာနဲ့အယ်နီညိုရာသီဥတုဖြစ်စဉ်တွေပေါင်းဆက်လာတဲ့အခါကဘာအပူချိန်ဟာပိုပြီးမြင့်တက်လာနိုင်ပါတယ်။ကဘာမိုးလေဝသအဖွဲ့ရဲ့ခန့်မှန်းချက်အရလာမိ9နှစ်အတွင်းအနည်းဆုံးတစ်နှစ်ဟာရခင်အပူဆုံးနှစ်စံချိန်ကိုကျော်လွန်နိုင်ခြေမြင့်မားနေရတယ်။ထို့အပြင်တစ်နှစ်တာပြင်းပြအပူချိန်ဟာစက်မှုခေတ်မတိုင်မီအဆင့်ထက်1.5 ဒီဂရီဆယ်စီယပ်ကျော်လွန်နိုင်ခြေလည်းမြင့်တက်နေပါတယ်။ဒါဟာရေရှည်ပဲတဲ့သဘောတူညီချက်ကိုတရားဝင်ချိုးဖောက်သွားပြီဆိုတဲ့အတိတ်ပဲတော့မဟုတ်ပေမဲ့ကဘာကြီးကအနည်းဆုံးလေးကိုပုံမနီးကလာနေပြီဆိုတဲ့သတိပေးချက်တစ်ခုဖြစ်ပါတယ်။အယ်နီညိုဆိုတာ Pacific သမုဒ္ဒရာအတွင်းရေမျက်နှာပြင်အပူချိန်ပုံမှန်ထက်မြင့်တက်လာတဲ့ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဒီဖြစ်စဉ်ကသမုဒ္ဒရာထဲမှာစုပုံနေတဲ့အပူကိုလေထုထဲသို့ပုံမထုတ်လွှတ်စေပြီးကဘာအပူချိန်ကိုယာယီမြင့်တင်နိုင်ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့ဒီယာယီသဘာဝဖြစ်စဉ်ကလူသားတွေကြောင့်ဖြစ်လာတဲ့ရေရှည်ကဘာပူနွေးမှုနဲ့ထပ်ပေါင်းမိနေတာကြောင့်တက်ရောက်မှုကပိုကြီးလာနိုင်ပါတယ်။အပူချိန်1ဒီဂရီလေးတက်တာဟာကိန်းဂဏန်းသေးသေးလေးလိုထင်ရနိုင်ပေမဲ့ကဘာရာသီဥတုအတွက်တော့အလွန်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါ။အပူလိုင်းတွေပိုပြင်းလာနိုင်ပြီးတက်ကြီးရွယ်အိုတွေကလေးငယ်တွေအပြင်မှာအလုပ်လုပ်ရသူတွေအတွက်အသက်အန္တရာယ်ပိုများလာနိုင်ပါတယ်။ဒေါ်မီလောင်ကျွမ်းမှုတွေပိုဖြစ်လာနိုင်တယ်လို့ရေကြီးမှုမိုးတိထန်မှုနဲ့မုန်တိုင်းတွေဟာလည်းပိုပြီးမခံမနိုင်တဲ့ပုံစံတွေဖြစ်လာနိုင်ပါတယ်။စိုက်ပျိုးရေးကဏ္ဍမှာလည်းတက်ရောက်မှုကြီးမားလာနိုင်ပါတယ်။အပူလွန်ကဲခြင်းမိုးရွာသွန်းမှုပုံစံမတည်ငြိမ်ခြင်းရေရှားပါခြင်းတွေကြောင့်တိနက်အထွက်နှုန်းကျဆင်းနိုင်ပြီးအစားအစာဈေးနှုန်းတွေမြင့်တက်လာနိုင်ပါတယ်။ပင်လယ်ရေပိုပူလာတာကြောင့်တနကြောက်တန်းတွေဖြူလျော်ပျက်စီးခြင်းရေခဲမြစ်တွေအကြီးပြောခြင်းနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းတို့လည်းပိုမိုဆိုးရွားလာနိုင်ပါတယ်။ဒီသတိပေးချက်ဟာကဘာပြတ်မယ်ဆိုတဲ့ကြောက်စရာစကားတစ်ခုမဟုတ်ပါဘူး။ဒါဟာကဘာကြီးရဲ့ရာသီဥတုစနစ်ဟာအရင်ကထက်ပိုမိုမတည်ငြိမ်လာနေပြီဆိုတဲ့သိပ္ပံနည်းကျသတိပေးချက်တစ်ခုပါ။ရာသီဥတုပြောင်းလဲမှုဟာဝေးကွာတဲ့အနာဂတ်ပြဿနာမဟုတ်တော့ဘဲဒီနေ့ကလူသားတွေသဘာဝပတ်ဝန်းကျင်နဲ့စားဝတ်နေရေးကိုတိုက်ရိုက်ထိခိုက်လာနေပြီဖြစ်ပါတယ်။လာမိနှစ်အနေငယ်ဟာကဘာရာသီဥတုသမိုင်းမှာအရေးကြီးတဲ့ကာလတစ်ခုဖြစ်လာနိုင်ပါတယ်။အပူချိန်စံချိန်တွေကိုချိုးဖျက်မဲ့နှစ်တွေဖြစ်လာမလားဒါမှမဟုတ်လူသားတွေကထုတ်လွှတ်မှုတွေကိုလျှော့ချပြီးအန္တရာယ်ကိုထိန်းချုပ်နိုင်မလားဆိုတာကယခုကစပြီးပြုလုပ်မဲ့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်နေပါတယ်။ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်။